ကျွန်တော်တို့ရှေ့ဗီဒီယိုမှာ guest တွေအတွက် voucher code ပို့တွေတည်ဆောက်တဲ့ဗီဒီယိုကိုကျွန်တော်ရှေ့မှာပြောခဲ့ပြီးပေါ့နော်။အဲ့တော့ဒီဗီဒီယိုမှာတော့ကျွန်တော်တို့က voucher code နဲ့ login ဝင်ရမယ် code တွေကိုကျွန်တော်တို့ဘယ်လို generate လုပ်ရမလဲဆိုတာကိုပြပြပေးမှာဖြစ်ပါတယ်။ဒီထဲမှာထည့်ပြီးတော့မှ sorry သုံးရမယ့် code တွေကိုကျွန်တော်တို့ဘယ်လို generate လုပ်ရမလဲပေါ့နော်။ကျွန်တော်တို့ controller လေးကိုပြန်ဝင်လိုက်မယ်။ဝင်ပြီးသွားပြီဆိုလို့ရှိရင် setting ထဲကိုသွားမယ်ပေါ့နော်။ setting ထဲမှာ authentication နဲ့ဝင်လိုက်မယ်။ဝင်ပြီးသွားရင် hotspot manager ထဲမှာ voucher ကိုရွေးမယ်ပေါ့နော်။ရွေးပြီးသွားရင်ဒီနေရာမှာအပေါင်းလေးကိုနှိပ်လိုက်မယ်။နှိပ်ပြီးသွားရင် group name မှာကတော့ကျွန်တော်က1 hour လို့ပေးလိုက်မယ်ပေါ့နော်။တနားရီစာ voucher code တွေကိုကျွန်တော်စမ်းပြီးတော့မှ create လုပ်ပြန်မှာဖြစ်ပါတယ်။ generate လုပ်ပြန်မှာဖြစ်ပါတယ်။ဆိုတော့ portal privilege မှာတော့ကျွန်တော်တို့ default အတိုင်းပဲထားလိုက်မယ်။ code launch မှာကတော့ voucher code ထုတ်လို့ရှိရင်ကျွန်တော်တို့ထွက်လာမယ့် code နံပါတ်အရေးအတွက်ပေါ့နော်။ကဏ္ဍအရေးအတွက်က6လုံးကနေပြီးတော့မှ10လုံးထိထားလို့ရပါတယ်။ကျွန်တော်တို့6လုံးပဲထားလိုက်ပေါ့နော်။ code format မှာတော့ကျွန်တော်တို့က number နဲ့ letter တွေတွဲပြီးတော့မှသုံးလို့ရတယ်။ဒါမှမဟုတ် letter ပဲသီးသန့်သုံးရင်လည်းသုံးလို့ရတယ်ပေါ့နော်။ number ပဲသီးသန့်ထားလိုက်ကျွန်တော်တို့မောက်မှာတော့တစ်ခါထုတ်ရင်ဘယ်နှဆောင်ထုတ်မှာလဲကျွန်တော်တို့တစ်ဆောင်ကနေပြီးတော့မှအများဆုံးအဆောင်ရင်9000ထိထုတ်လို့ရပါတယ်။တိုက်မှာတော့ကျွန်တော်တို့က limited usage count ရှိတယ် online user ရှိတယ် unlimited ရှိတယ်ပေါ့နော်။အသုံးများဆုံးကတော့ limited usage count ပေါ့ဒါနဲ့ပဲကျွန်တော်စမ်းပြီးတော့ထုတ်ပြပေးမယ်။အဲ့တော့ limit number မှာကျွန်တော်1ထားမယ်ဆိုလို့ရှိရင်ဒီ voucher code ကတစ်ဆောင်ပဲသုံးလို့ရတယ်ပေါ့နော်။အကယ်၍ကိုက voucher code တစ်ဆောင်နဲ့ဟို2ယောက်ပေးသုံးခြင်းတယ်ဆိုလို့ရှိရင်2ကြိမ်ပေးသုံးခြင်းတယ်ဆိုလို့ရှိရင်ပေါ့နော်။ကောက်ကို2ကြိမ်ပေးသုံးခြင်းတယ်ဆိုလို့ရှိရင်2ထားပေးကျွန်တော်တို့ default 1ပဲထားလိုက်မယ်။ပြီးတော့ရင် advanced option ကိုကျွန်တော်နှိပ်လိုက်နှိပ်ပြီးတော့ရင်ဒီနေရာမှာ voucher duration ကကျွန်တော်တို့ဒီမှာရွေးရမှာပေါ့နော်။ကျွန်တော်တို့ voucher duration ပဲရွေးလိုက်မယ်။ရွေးပြီးတော့ရင်duration မှာတော့ကျွန်တော်တို့8 hour နေရာမှာတနာရီစာကုတ်ဖြစ်တဲ့အတွက်ကြောင့်မလို့1 hour လို့ပေးလိုက်ပေါ့နော်ဒီမှာတော့ကျွန်တော်တို့နာရီမိနစ်ဒီလေးပေါ့နော်ရွှေ့လို့ရပါတယ် portal logout ကို enable ပေးထားမယ်ပြီးတော့ရင်ကျွန်တော်တို့ကျန်တာတော့ဘာမှမပြင်တော့ဘူးပေါ့နော်စိတ်နေလိုက်တယ်အဲဆိုရင် voucher code 10,000ထွက်လာတယ်ပေါ့နော်ဒီမှာတကယ်လို့3ပြီးပြီဆိုလို့ရှိရင်အရှိမ0ကနေပြီးတော့မှသူက1ဖြစ်သွားမှာပေါ့နော်တယောက်ဝင်ပြီးသွားပြီဆိုလို့ရှိရင်1ဖြစ်သွားမယ်10ရောက်ဝင်ပြီးသွားပြီဆိုလို့ရှိရင်10ပေါ့နော်ဒါဆိုလို့ရှိရင်ဒါ10ခုလုံး10ခုလုံးသုံးပြီးသွားပြီဆိုတဲ့သဘောပေါ့နော်1 hour ကုတ်ကအခုတော့လက်ရှိတော့0အနေနဲ့ပြနေတာပေါ့အဲဒါကိုနှိပ်ပြီးတော့မှကျွန်တော်တို့က voucher code ကိုကြည့်လို့ရပါတယ် voucher detail ကိုနှိပ်လိုက်မယ်နှိပ်ပြီးသွားရင်ဒီနေရာမှာကျွန်တော်တို့ကဒီ code တွေကိုပေါ့နော်ထည့်ပေးအောင်ခုနက login ဝင်တဲ့နေရာမှာကျွန်တော်စမ်းပြီးတော့မှထည့်ကြည့်လိုက်မယ်ဒါဆိုရင်ဒီ voucher code နဲ့တနာရီ internet အသုံးပြုလို့ရသွားပါပြီတနာရီပြည့်တာနဲ့ expire ဖြစ်သွားမှာပါဒီ voucher code က